အပေါ်ကဒီကောင်းလုပ်ပြီးအောင်လုပ်မှာအပြားလေးကောက်အပြားကောက်မှာဟုတ် အရင်ကောက်ပြီလားမသိနော် ကောက်ဖို့ တစ်ခါမှမကောက်ဘူးဟုတ်ဆန်သားတော့နည်းနည်း၆တယ်နော်ညီမလေးတပည့်လေသူကနည်းနည်းတော့ထိမ့်သိမ့်ရတယ်တစ်ခါမှမကောက်ဘူးဆိုရင်လေကောက်ချင်တာဘယ်လိုပုံစံလေးရော အပြားလေးပဲနည်းနည်းလေးပဲ ကြားလေးပဲဘယ်လိုစီပန်းပုံစံလေးလား ဟုတ်တယ် စီပန်းပုံစံနော်သူကညီမလေးကောက်မယ်ဆိုရင်သူကဆန်သားနည်းနည်းတော့၆မယ်ပြီးတော့သူကပုံလေးနည်းနည်းတော့သွင်းပေးရမယ် dryer လေးနဲ့လေအဲ့ဒါတော့အမတို့သွင်းပုံသွင်းပြီးပြပေးလိုက်မယ်အပေါ်ကကျတော့ rebound လုပ်မှာပေါ့နော် rebound လုပ် အပေါ် rebound လုပ်မယ်အောက်ကောက်မယ်နော်ကြည့်မြန်နေတော့အောက်ဆို ရှေ့တစ်ခေါက်တော့လည်းအဲ့ဒီရုပ်သာအကုန်လုံးလောက်တာမဟုတ်ဘူးအပေါ်ပိုင်းဖြစ်တဲ့ဘက်လောက်တာအောက်ပိုင်းနေမလို့ အမေပါရောစိုးဘူးလားမစိုးဘူးနော်ဒီအောက်ကကျတော့အရင်အညိုပဲစိုးတာနော် သေးဆိုတာမဟုတ်အဲ့ဒါနေဘူး နေဘူးထဲထွက်လို့အရင် အရာပြောင်းတာသိအောင်ဆို ဟုတ်တာလာကျတော့မကြိုက် မကြက် ကြိုက် အတွင်းပြက်စီးလို့မလုပ်တဲ့ ဟုတ်ပုံသွင်းမီလီယာကျတော့ကောက်ပြီးသွားရင်ပြန်ပြပေးလိုက်မယ်နော်ဒီချက်